အခုဒီဗီဒီယိုကို Wi-Fi နဲ့ကြည့်နေတယ်ဆိုလို့ရှိရင် wire ကြိုးတွေ cable ကြိုးတွေမရှိဘဲနဲ့မမြင်နိုင်တဲ့ line တွေကဗီဒီယိုတွေ email တွေဓာတ်ပုံတွေကိုလေထဲကနေတဆင့်ကျွန်တော်ရဲ့ phone screen စီကိုတိုက်ရိုက်ပို့ဆောင်ပေးနေတာ YouTube ဗီဒီယိုတစ်ပုဒ် message တစ်စောင်နောက်မဟုတ်လေဟာတာတစ်ပုဒ်က router ကနေတဆင့်ကျွန်တော်ရဲ့ phone စီကိုမျက်စိတမိတ်စာအတွင်းမှာဘယ်လိုလုပ်ပြီးတော့လေထဲကနေတဆင့်ရောက်လာတာလဲအဲ့ဒါကကျွန်တော်နေ့စဉ်သုံးနေပြီမဲ့မိကွန်းထုတ်ခဲတဲ့နည်းပညာတွေကတစ်ခုဖြစ်တယ်အလုံးလုံးနေသေးတော့တဘာဝလို့ပဲသတ်မှတ်ကြပြီးတော့အလုံးမလုံးတော့မှဟာဘာဖြစ်တာလဲမသိဘူးဆိုပြီးတော့ထပြီးတော့စိတ်ဝင်စားကြတာကျွန်တော်ဒီဗီဒီယိုမှာ wireless internet ကိုဖြစ်စေတဲ့မမြင်ရတဲ့ data တွေကဘလို့စီးဆင်းတာလဲတနည်းအားဖြင့် Wi-Fi က data တွေကိုအမှန်တကယ်ဘလို့ပို့ဆောင်ပေးတာလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်တယ် Wi-Fi မပေါ်ခင်ကကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ဖို့ကြိုးတွေကိုသုံးတယ်ထူထဲတဲ့ Ethernet cable တွေကနရံနေစပွဲတွေအောင်းနေဖြတ်ပြီးတော့ကွန်ပျူတာတွေကိုချိတ်ဆက်ပေးတဲ့တွေးကြောတွေလိုအရေးပါခဲ့တာအဲ့ဒီအချိန်ကနည်းပညာအဲ့လောက်ကြီးမထွန်းကားသေးတော့ကြိုးတွေကပင်းကွယ်လိုရှုပ်ထွေးတဲ့ကွန်ရက်တွေနဲ့ပို့ပြီးတော့တူနေခဲ့တာဆိုဖာပေါ်ကနေမိဖို့ကြောင်တွေကနေဒါမှမဟုတ်ရေချိုးခန်းတွေကနေအင်တာနက်သုံးနိုင်မယ်ဆိုတဲ့အယူဆကိုမဖြစ်နိုင်ဘူးအတိတ်ပဲမရှိဘူးလို့ပဲယူဆခဲ့ကြတာဒါပေမဲ့အင်ဂျင်နီယာတွေကလွတ်လပ်မှုကိုလိုချင်ကြတယ် data တွေကိုကြိုးတွေမပါပဲပို့ဆောင်ချင်ကြတယ် Wi-Fi ရဲ့အခြေခံယူဆက1940ပြည့်နှစ်တွေကတည်းကရှိခဲ့တာ radio engineer တွေက electromagnetic wave တွေကိုတောင်းပြီးတော့လေထဲကနေ signal တွေကိုပေးပို့နိုင်တယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ကြတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်1998ခုနှစ်မှာ IEEE 802.11 လို့ခေါ်တဲ့ပထမဆုံးစံသတ်မှတ်ထားတဲ့ Wi-Fi နည်းပညာပေါ်ပေါက်လာခဲ့တယ်အဲ့ဒီချိန်မှာ Wi-Fi ကအဲ့လောက်ကြီးမမြန်ဘူးအဲ့လောက်ကြီးလဲ line ကမငြိမ်ဘူးဒါပေမဲ့ကြိုးမဲစနစ်ဆိုတော့ကမ္ဘာအပြောင်းလဲတစ်ခုပဲ FM radio တွေ walkie talkie တွေမှာသုံးတဲ့ radio line အနေနဲ့အလားတန်တူတဲ့ electromagnetic energy ကိုကောင်းကောင်းကြီးအသုံးချတာတဲ့နည်းပညာတစ်ခုပဲဒါပေမဲ့ Wi-Fi က FM လို့အသံကိုထုတ်လွှင့်တာမဟုတ်ဘဲနဲ့ data တွေကိုထုတ်လွှင့်တာဥပမာအဖြစ်ကျွန်တော်တို့ကဓာတ်ပုံတွေပုံပို့မှာပဲဆိုပါစို့အဲ့ဒီဓာတ်ပုံကအမှန်တကယ်တော့ကွန်ပျူတာတွေနားလည်တဲ့ binary language ဖြစ်တဲ့0နဲ့1တွေရဲ့အစုဝေးတစ်ခုပဲဖြစ်တယ် Wi-Fi ကအဲ့ဒီ0နဲ့1တွေကို radio wave ပုံစံမျိုးနဲ့ထုတ်လွှင့်တယ် router ကအဲ့ဒီ wave တွေကိုဖမ်းယူပြီးတော့သူ့ရဲ့မူလ data ဖြစ်တဲ့ဓာတ်ပုံကိုပြန်ပြီးတော့ထုတ်ပေးတာအဲ့ဒီလုပ်ငန်းစဉ်ကို modulation လို့ခေါ်တယ် FM radio တွေလို့ data တွေကိုအားပြင်းပြင်းနဲ့ပို့လွှတ်တာမဟုတ်ဘဲနဲ့တိတိကျကျထိန်းချုပ်ထားတဲ့ signal တွေကိုတဲတဆိတ်ပို့ဆောင်ပေးတာဖြစ်တယ် wave တစ်ခုချင်းစီမှာဖြစ်ပေါ်တဲ့တင်းငယ်တဲ့အရွေ့တစ်ခုချင်းစီက digital information တွေကိုကိုစားပြုပြီးတော့အဲ့ဒီ modulator radio wave တွေကအလင်းရဲ့အမြန်နှုန်းနှီးပါးနဲ့လေထဲမှာစီးမျောပြီးတော့ router ဒါမှမဟုတ်လက်ခံတဲ့စက်စီကိုရောက်တဲ့အခါမှာသူ့ရဲ့မူလ data အဖြစ်ကိုပြန်ပြီးတော့အတိတ်ပဲဖွင့်ဆို decoding လုပ်ပေးတယ်အဲ့တော့ကျွန်တော်တို့ဓာတ်ပုံတစ်ပုံပဲပို့ message တစ်စောင်ပဲပို့လေထဲမှာအမှန်တကယ်စီးမျောတာကကျွန်တော်တို့မမြင်နိုင်တဲ့ electromagnetic wave တွေဖြစ်တယ်အဲ့ဒီ wave တွေကတစ်စက္ကန့်အတွင်းကိုအကြိမ်ဘီလီယံပေါင်းများစွာတုံခါပြီးတော့ဆက်တစ်လုံးကနေအခြားဆက်တစ်လုံးစီကို digital information တွေကိုတည်ဆောင်ပေးနေတာကျွန်တော်တို့ရဲ့ဖုန်းကဗီဒီယိုတစ်ခုကို request လုပ်လိုက်တဲ့အချိန်မှာ router က fiber optic cable ဒါမှမဟုတ် DSL လို့ wire connection တွေစီကနေတဆင့် internet ပေါ်က data တွေကိုရယူပြီးတော့အဲ့ဒီ data တွေကို radio signal အဖြစ်ပြောင်းပြီးတော့ပြန်ပြီးတော့ထုတ်လွှင့်ပေးတယ် Wi-Fi ကိုအသုံးပြုတဲ့စက်တိုင်းမှာ MAC address လို့ခေါ်တဲ့ကိုယ်ပိုင်သတ်မှတ်နံပါတ်တစ်ခုချင်းစီရှိပြီးတော့ router ကအဲ့ဒီ address နံပါတ်တွေကိုမှတ်သားထားလိုက်ပြီးတော့ data တွေကိုမှန်ကန်တဲ့စက်စီကိုပို့ဆောင်ပေးရုံသာမကဘဲနဲ့ signal အနှောက်အယှက်တွေ signal အားနည်းတာတွေနဲ့ network speed ကိုပါစီမံခန့်ခွဲပေးတယ် 2.4 GHz band ကလိုင်းလျားပို့ရှည်တဲ့အတွက် data တွေကိုပို့ပြီးတော့ဝေးတဲ့အကွာဝေးကိုပို့ဆောင်နိုင်တယ်နေရန်တွေကိုလည်းပို့ပြီးတော့ထိုးဖောင်းနိုင်တယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်က microwave တွေလို့ bluetooth device တွေလို့ frequency တူညီတဲ့ device တွေအနားမှာသုံးမှဆိုလို့ရှိရင်တော့ signal အနှောက်အယှက်ကပိုများနိုင်တယ်တစ်ဖက်မှာတော့ 5 GHz band ကပိုမြန်တဲ့ speed နဲ့ signal အနှောက်အယှက်နည်းပါးမှုကိုပေးစွမ်းနိုင်ပြီမဲ့ data တွေကိုအဝေးယူမပို့ဆောင်နိုင်ဘူးအဲ့ဒါက range နဲ့ performance အကြားမှာပြန်လှန်လဲလှယ်ရတဲ့အခြေအနေတစ်ခုဖြစ်တယ် Wi-Fi 6လို့နည်းပညာတွေမှာတော့ device တွေအများကြီးအချိန်ထဲမှာ signal တွေကိုအချင်းချင်းအနှောက်အယှက်မရှိပဲမတိုက်မိပဲနဲ့ဆက်သွယ်နိုင်ကြတယ် Wi-Fi signal တွေကလေထဲမှာအလွယ်တကူသွားလာနေတော့အဲ့ဒီ range အတွင်းမှာရှိတဲ့မြည်သူမဆို theory ကကြားဖြတ်ဖမ်းယူနိုင်တယ်အဲ့ဒါကြောင့် security ကအရန်ကိုအရေးကြီးတယ် WPA3 လို့ Wi-Fi security standard တွေက data တွေကိုမပို့လွှတ်ခင်မှာ encryption လုပ်ပြီးတော့ရှုပ်ထွေးတဲ့ key တွေနဲ့ကာကွယ်ထားလိုက်တယ်တယောက်ယောက်က data တွေကိုကြားဖြတ်ဖမ်းယူနိုင်ခဲ့ရင်တော့မှမှန်ကန်တဲ့ decryption key တနည်းအားဖြင့် password မရှိသေး၍အတိတ်ပဲမရှိတဲ့ encrypt လုပ်ထားတဲ့ data တွေကိုပဲမြင်တွေ့ရမှာဖြစ်တယ် Wi-Fi နည်းပညာကလူတွေထင်ထားတဲ့ထက်ကိုပိုပြီးတော့မြန်မြန်ဆန်
ဆန်တိုးတက်လာခဲ့တာ1998ခုနှစ်မှာထွက်ခဲ့တဲ့ standard ကတစ်စက္ကန့်ကို2 megabit အထိပဲပို့ဆောင်နိုင်ခဲ့တာဒီကနေ့မှာတော့ Wi-Fi 6 နဲ့ Wi-Fi 7 တို့လို standard တွေကတစ်စက္ကန့်ကို gigabit ပေါင်းများစွာကိုရောက်ရှိနိုင်ပြီးတော့traditional internet cable connection တွေနဲ့တော့ရှင်ပြိုင်နိုင်တဲ့အဆင့်ကိုရောက်ရှိလာပြီဖြစ်တယ်။တစ်ချိန်က email အနည်းငယ်ပဲပို့ဆောင်နိုင်တဲ့နည်းပညာကဒီကနေ့မှာ 4K တို့လို 8K တို့လို video streaming တွေပြုလုပ်နိုင်ပြီးတော့ virtual reality စနစ်ကိုပါထောက်ပံ့နိုင်ပြီးတော့ smart home တစ်လုံးကိုပါကျိုးမဲ့ချိတ်ဆက်လာနိုင်ပြီ။ဒါပေမဲ့ကျိုးမဲ့ဆက်သွယ်ရေးရဲ့အခန်းကဏ္ဍကမပြီးဆုံးသေးဘူး။ engineer တွေက Li-Fi လို့ခေါ်တဲ့နည်းပညာတစ်မျိုးကိုစမ်းသပ်နေကြပြီးတော့ radio wave အစားအလင်းတန်းတွေကိုအသုံးပြုပြီးတော့ data တွေကိုအရန်ကိုမြန်ဆန်တဲ့အရှိန်နဲ့ပို့ဆောင်မှုကိုစူးစမ်းနေကြတာ binary bit တွေကနေပြီးတော့ electromagnetic wave တွေအထိ Wi-Fi ရဲ့ဇက်လန်ကယူပဗေဒသင်္ချာပညာနဲ့ engineer ဉာဏ်ပညာတို့ပေါင်းဆက်တာတဲ့အံ့ဩဖွယ်ဇက်လန်တစ်ပုံဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကနေ့စဉ်နေ့တိုင်းအလေးထားတစ်ခုလိုအသုံးပြုနေကြတာဖြစ်တယ်